ဟုတ်ပြီတောက်သမီးတို့လက်ဦးတွေအောက်ချောက်လို့ရပါပြီတောက်သမီးတို့အခုဓမ္မစကူလာတယ်ဆိုတော့ဘာလို့ဖို့လာတာလဲတရားစာရေးတင်ဖို့ဟောတရားစာရေးတင်ဖို့ဟုတ်တာပေါ့အစောကလည်းဖုန်းဖျက်ပါတွေခေါ်တာလေတရားတွေဟောတာတယ်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ကမျက်လုံးတွေပါလားဟုတ်လားဘယ်နားမှာလဲဟုတ်ပြီမျက်လုံးတွေကဒီနားမှာတစ်ဖက်တည်းပဲလားနှစ်ဖက်ဒါဆိုရင်အဲ့မျက်လုံးနှစ်ဖက်ကစာသင်နေဘလို့အကျင့်ကောင်းမလဲဆရာဘလို့အကျင့်ကောင်းမလဲဆရာဆရာကိုကြည့်မယ်ကြည့်ပါလားကြည့်ပါဟုတ်ပြီနောက်တော့ဒါလေးကဘာလေးလဲနာဘာလို့ရလဲနားထောင်လို့ရတယ်ဟုတ်ပြီနားထောင်လို့ရတယ်ဆိုတော့ဘယ်သူပြောတာနားထောင်မှလဲဆရာတကယ်လားဟုတ်ပြီဒါဆိုရင်နားထောင်တော့ဟုတ်ပြီပါဇက်လေးရောပါလားပါဇက်ကဘာလို့ရလဲစကားပြောလို့ရတယ်ဆရာမေးရောဖြေလို့ရပါတယ်ဖြေတဲ့ခါကျရင်အတန်လေးတူလေးဖြေမလားကြက်ဖြေမလားကြက်ဖြေပါမယ်ဟုတ်ပြီအတန်လေးနားထောင်ကောင်းတာပဲဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ပြောတယ်ရက်လုံးလေးကဘယ်သူကြည့်မလဲဆရာနားလေးရောဆရာဆရာပြောတာကိုနားထောင်မယ်ပါဇက်လေးရောဖြေမယ်ဘယ်လိုဖြေမှာလဲအတန်ကြည်ကြည်လေးဖြေမယ်ဟုတ်ပြီအဲ့ဒါဂတိတီလားပြီးပါတယ်ဟုတ်ပြီလက်မလေးထောင်ကြည့်အောင်ဟုတ်ပြီဂတိဟုတ်ပြီတူတူလုံးကြည့်မယ်နော်1 2 3ဂတိဟုတ်ပြီလိန်မာလိုက်တာဒီထဲမှာတားတဲ့သမီးတွေကအသက်တွေကကြီးပြီဆိုတော့မိသားရဲ့ရှိမယ်တခါကျရင်ဆရာစာတင်တဲ့အခါမှာနော်ဆရာပြောတာကိုဆရာကမကြည့်ပဲနဲ့တခြားနေရာကြည့်နေမယ်နော်နားမထောင်ပဲနဲ့နေမယ်နော်အတန်ကြည်ကြည်လေးမပြောဘူးဆိုရင်ဆရာကအချက်ပေးလိုက်မယ်ဒါဆိုရင်တရားတော့ဆရာကိုပေးလိုက်တဲ့ကလေးကိုမေ့သွားပြီဟုတ်ပြီနော်အဲ့ခါကျရင်ဆရာကဘာပြလုံးမလဲပြန်ပြီးတော့မျက်လုံးနေနဲ့ကြည့်မယ်နားလေးနဲ့ကြည်ကြည်လေးနဲ့ပြောမယ်ဟုတ်ပြီကလေးပေးနိုင်မလားဟုတ်ပြီဒါဆိုရင်ဆရာတို့အစောကဘုံဖျားပြောသွားတဲ့နော်အချောင်းလေးနဲ့ဆက်ပြီးတော့ဆရာတို့ပြောကြအောင်နော်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ပထမတန်းတက်ဘူးလားတက်ဘူးပါတယ်တက်ဘူးလားဟုတ်ပြီအဲ့တုန်းကထင်းကုတ်သမားလေးအကြောင်းသိတဲ့သူဘယ်သူများရှိလဲလက်ထောင်ကြည့်အောင်အများကြီးသိတာပဲနော်အများကြီးသိတာပဲဟုတ်ပြီဒါဆိုရင်တောက်သမီးတို့အခုစတင်တော့မယ်ဆိုတော့တောက်သမီးတို့အခုဘာသာပုံစံလေးထိုင်ကြည့်အောင်ဟုတ်ပြီတားလေးမတည့်ရလိုက်မယ်ဟုတ်ပြီတားလေးကဘယ်ဘက်သွားမလဲဟုတ်ပြီသွားလိုက်မယ်ဟုတ်ပြီဒါဆိုရင်တားလေးကအနောက်နေသွားပြလိုက်တာနော်ဟုတ်ပြီတယောက်ချာလေးနေလိုက်မယ်ဟုတ်ပြီတားလေးဒီကြားလေးဝင်လိုက်မယ်ဟုတ်ပြီတမီးဟုတ်ပါနဲ့ရှိမယ်ဆရာအားလုံးမြင်ရလားမြင်ရပါတယ်ဟုတ်ပြီဒါဆိုရင်ထင်းခုတ်သမားလေးအကြောင်းတိတဲ့တားလေးသမီးတွေအများကြီးရှိတာပဲဒါဆိုရင်ဆရာကိုကိုညီမဲ့4ဦးလောက်လိုချင်တယ်တားလေးထားမယ်ဟုတ်ပြီတားလေးထားကြည့်မယ်ဟုတ်ပြီ4ဦးလောက်ပဲနော်ဟုတ်ပြီတောက်သမီးတို့4ဦးကထင်းခုတ်သမားလေးအကြောင်းသိတယ်နော်ဟုတ်ပြီဒါဆိုရင်တငယ်ချင်းတို့ပြောပြကြည့်မယ်တငယ်ချင်းတွေကသိတာပြီးသားပဲနော်ဒါပေမဲ့အဲ့ဒါတွေကိုပို့ပြီးတော့မှတ်ပြီးတော့အောင်ထပ်ပြီးတော့ပြောကြည့်မယ်နော်ဟုတ်ပြီဒါဆိုတော့တောက်သမီးတို့ဒီမှာပုံလေးတငယ်ချင်း4ယောက်ဝေလိုက်ပါနော်ဟုတ်သားသမီးဒီဘက်လာခဲ့ဝေလိုက်မယ်ဝေပြီးတော့ပြောကြည့်မယ်နော်ဘယ်သူကစပြီးတော့စပြောရမလဲကြည့်အောင်ဟုတ်ပြီဒီကနေစပြောမယ်ပြီးသွားရင်တငယ်ချင်းပြီးသွားရင်ဘယ်သူပြောမလဲနောက်ဆုံးဒီဘက်သွားလိုက်နော်ဟုတ်ပြီဒါဆိုတရေပြောမယ်နော်ဒါဆိုရင်တငယ်ချင်းကိုပုံလေးပြပြီးတော့ပြောကြည့်အောင်ရှိတုန်းကအတန်ကြည်ကြည်လေးပြောပြပါနော်တငယ်ချင်းအားလုံးကြောင်းဟုတ်ပြီချင်းကုတ်သမားလေးတယောက်ရှိရဲ့သူကသူ့ပစိန်ပြောက်သွားလို့နှစ်ထဲကနှစ်ဆောင်နဲ့ကိုမေးတယ်သူ့ပစိန်ကပြောက်သွားလို့ကြောက်သွားတော့မေးလိုက်တယ်မေးလိုက်တယ်ဟုတ်ပြီမေးလိုက်ပြီးတဲ့ခါကျတော့အားပြောကြည့်ပါဦးနှစ်ဆောင်ကရွှေပစိန်ကိုပြပြီးဒါအသိပစိန်လားလို့ပြောတယ်
ဘာလဲတင်းလို့သမားလေးကဒါကျွန်တော်ပြင်မဟုတ်ဘာလို့ပြင်ဖြေတယ် ဟုတ်ပြီ မြစ်ဆောင်နဲ့ကပစိန်တော့ချက်ပစိန်တစ်ခုကိုကြားတယ်ဟိုတင်းလို့သမားလေးကဒါကျွန်တော်ပစိန်မဟုတ်ပါဘူးကျွန်တော်ပစိန်မဟုတ်ပါဘူးအမှန်တိုင်းဖြေတယ် အမှန်တမ်းဖြေလိုက်တယ်ဟုတ်ပြီအဲ့ဒီခါမှာ အဲဒီကမှမြင်းဆောင်နဲ့ကအမှန်တိုင်းပြောတယ်တိကျခေါင်းသမားလေးကိုပစိတ်တုံးလိုက်စလို့ပေးလိုက်ပါတယ် အိုးရမ်းတော်တာပဲလက်ခုပ်တီးရပေးအောင်ကွာဟုတ်ပြီကျေးဇူးတင်ပါတယ်ကိုညာကိုထိုင်လို့ရပြီနော်ဟုတ်ပြီဒါလေးပုံလေးပေးမယ်ဟုတ်ပြီဟုတ်ပြီဒါဆိုရင်အားလုံးသမီးတို့အစောတုန်းကထင်းခုတ်ဓမ္မလေးကပစိန်ဘယ်နှလဲရသွားတယ်ဟုတ်တယ်3လက်လုံးရသွားတယ်ဘာကြောင့်ရသွားတာလဲဟုတ်တယ်ယူသားတို့အမှန်တိုင်းပြောလို့ပစိန်လေးရသွားတယ်ဟုတ်ပြီဒါဆိုရင်နောက်ထပ်အကြောင်းအရာလေးတစ်ခုဆရာကထပ်ပြီးတော့မေးကြည့်အောင်မယ်နော်အဲ့မှာဒီတထေးသား3ဦးကနေပြီးတော့နော်ချန်ရှင်စီကနေပြီးတော့မပြောသီးတောင်းထားတဲ့ဇက်လန်လေးမှတ်မိလားမှတ်မိတယ်ဆိုရင်ဆရာကဘယ်သူများပြောပြပေးနိုင်မလဲအရင်မထရသေးတဲ့လူပြောမယ်နော်ဟုတ်ပြီဒါပြောမယ်နောက်တော့ကောဘယ်သူပြောမလဲဟုတ်ပြီဒါပြောမယ်2ယောက်ရပြီနောက်တော့ကောဒီဘက်ချမ်းကရောပြောပြကြည့်ပါဦးမပြောသေးဟုတ်ပြီ3ယောက်ရပြီဟုတ်ပြီမတည့်ရလိုက်မယ်ပြောမဲ့သူတွေမတည့်ရလိုက်မယ်နော်ဟုတ်ပြီပြောမဲ့သားတွေသမီးတွေမတည့်ရလိုက်မယ်ဟုတ်ပြီဒါ4ယောက်လုံးရှိလာခဲ့ပါဦးဟုတ်ပြီဒါဆိုရင်သမီးတို့ရေးကြည့်ပါဦးဘယ်ကစပြီးတော့စမလဲဟုတ်ပြီဒါဆိုရင်ငယ်ချင်းတွေကိုပြောပြလိုက်ပါဦးဟုတ်ပြီသမီးလေးစပြောပါဦးတခါကတထေးသား3ဦးရှိရဲ့3ဦးရှိတယ်တနေ့ကျတော့သူတို့လမ်းနဲ့ကိုငါပြောသည်ကုန်တယ်ငါပြောသည်စိုက်တယ်ရှန်ရှင်တူထွက်လာလာတယ်ဟုတ်တယ်ပထမတထေးသားတူကဟဲ့ချန်ဆက်တမငါပြောသည်နဲ့ပေးစမ်းဟူပြောပြောတယ်ဟုတ်ပြီအဲ့ဒါဘယ်နားမှာလဲချန်ဆိုင်တမဘယ်နားရပထမအဆင့်ဆိုင်တမဒီမှာဟုတ်ပြီအဲ့တော့ဘာရသွားတယ်သူကငါပြောသည်တထေးကြီးကဟိုပင်းမကောင်းတဲ့ငါပြောမကောင်းတဲ့ငါပြောသည်ပုတ်တွေကိုပြီးလိုက်တာပေါ့နော်ဟုတ်ပြီပြီးလိုက်တယ်နောက်တူကဘာပြောသေးတယ်ဟဲ့တယ်ငါပြောသည်တဖိပေးပါအောင်လို့အဲ့လိုပြောတယ်ဟုတ်ပြီအဲ့နဲ့တော့ဟိုကငါပြောသည်ပိန်တဖိပေးလိုက်တယ်ပြီးလိုက်တယ်ဟုတ်ပြီဒါလျောတတိယတရေသားဒီဦးကြီးခင်ဗျာကျွန်တော်လည်းနည်းနည်းပေးပါအောင်ဟုပြောသည်နည်းနည်းပေးပါအောင်ပြောလိုက်တဲ့ခါကျတော့ဘလောက်ဘယ်ငါပြောသည်ရသွားလဲအကောင်းဆုံးငါပြောသည်တဖီးကိုရသွားလေရသွားတယ်ဟုတ်ပြီရမ်းတော့တာပဲเนาะလက်ခုပ်တီးရပေးအောင်ကွာဟုတ်ပြီဒါဆိုရင်တထေးသား3ဦးထဲမှာเนาะတတိယတထေးသားငါပြောသည်ဘယ်ငါပြောသည်ရသွားလဲဟုတ်တယ်အကောင်းဆုံးငါပြောသည်ရသွားတယ်ဟုတ်ပြီဒီထဲမှာလှလှပပတွေထိုင်တဲ့သူတွေကလေးတွေအများကြီးရှိတယ်နော်လှလှတွေထိုင်တတ်တယ်အဲ့တတိယတထေးသားကဘာကြောင့်ငါပြောသည်ကောင်းကောင်းလေးရသွားတာလဲယူသားပြောလို့ယူသားပြောတယ်ပြောတဲ့ခါကျတော့ဟဲ့လို့ငါတို့တုံးလားဒါဆိုရင်ဘယ်လိုလေးတုံးလဲချိုသားပြောလို့ချိုသားပြောတဲ့ခါကျတော့ဘာဖြစ်သွားလဲငါပြောသည်ဟုတ်တယ်ငါပြောသည်ကောင်းကောင်းရသွားတယ်ဒါဆိုရင်သားတို့သမီးတို့မေးကြည့်မယ်သားတို့သမီးတို့ဒီမှာဒီချိုသားပြောတဲ့သူတွေများတွေ့ဘူးလားတွေ့ဘူးလားတွေ့ဘူးတယ်သူတို့ပြောရင်ဘရောနားထောင်လို့မကောင်းဘူးလားကောင်းတယ်ဟုတ်ပြီဒါဆိုရင်သားတို့သမီးတို့ရဲစမ်းပြောတော့ကောင်းမယ်လို့ထင်လားမကောင်းဘူးဟုတ်ပြီဒါဆိုရင်သားတို့သမီးတို့ကိုမေးကြည့်မယ်ဆရာကနော်သားတို့သမီးတို့စကားပြောတဲ့ခါကျရင်ဘယ်လိုပြောရင်ကောင်းမလဲချိုသားပြောမယ်နောက်တော့ကောရင်ကြီးပြောမယ်နောက်ပြီးတော့ကောရေရိုသေးပြောမယ်နော်ရေရိုသေးပြောမယ်ဆိုရင်ဘယ်သူတွေကချစ်ကြမလဲလူကြီးဒီမတွေရောလူကြီးဒီမတွေချစ်မယ်နောက်တော့ကောမိဘတွေလည်းချစ်မယ်နောက်တော့
နဲ့လေပြမှာလည်းချစ်ကြမယ်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဒီစကားပြောတဲ့ခါကျရင်ဘယ်လိုပုံစံလေးပြောကြမလဲဒီပြောကြမယ်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့အခုနော်ဒီကျဉ်းနန်းပြောတာတွေရောမြင်ဘူးလားမြင်ဘူးပါတယ်မြင်ဘူးတယ်အဲ့ဒီကကျဉ်းနန်းပြောတဲ့ခါကျရင်ပြောတဲ့လူရဲ့မျက်နှာဘယ်လိုဖြစ်နေလဲမဲရှုံနေကြည့်လို့လှလားမလှဘူးဒါဆိုရင်အဲ့လိုမျိုးမျက်နှာမျိုးရောတားသမီးတို့ဖြစ်ချင်လားမဖြစ်ချင်ဘူးဆိုရင်ဘယ်လိုပြောကြမလဲချူတတာရင်ကြီးပြောရမယ်ဟုတ်ပြီအရန်လိမ့်မာတာပဲနော်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဆရာကတယောက်စီလေးမေးကြည့်ချင်သေးတယ်တေချာလေးစဉ်းစားကြည့်မယ်နော်တောက်သမီးတို့ပြောဆိုတဲ့အခါကျရင်ရိုင်းဆန်းပြောဆိုမယ်ဆိုရင်ဘာတွေများဖြစ်နိုင်မလဲဘယ်လိုဖြစ်မလဲအများကြီးပဲဟုတ်ပြီသမီးတိဖြစ်ကြအောင်ကြည်လေးပြောကြည့်မယ်သမီးရိုင်းဆန်းပြောမယ်ဆိုရင်ကြီးလာရင်ရိုင်းတတ်တယ်ဖြစ်နိုင်လားဖြစ်နိုင်တယ်ရမ်းတော်တာပဲလက်ခုပ်တရားပြအောင်ဝါနောက်တော့ဘယ်သူများပြောဦးမလဲဟုတ်ပြီတကယ်ချင်းဦးစားပေးလိုက်ပါသားဟုတ်ကဲ့ဟုတ်ပြီတရားမိဘတွေဆရာတွေကမချစ်ဘူးဆရာလေးမိဘတွေကမချစ်ဘူးဟုတ်လားဖြစ်နိုင်လားဖြစ်နိုင်တယ်လက်ခုပ်တရားပြအောင်ဝါဟုတ်ပြီခုနကသမီးလေးရဟန်းဆိုင်ပြောရင်ရဲကြီးတတ်တယ်ဟုတ်တယ်ရဟန်းထော်တာပဲလက်ခုပ်တရားပြအောင်ဝါဟုတ်ပြီဒါဆိုရင်ဆရာကနေပြီးတော့ဒီပြောပြမယ်နော်သားတို့သမီးတို့ချွတ်တပြောမယ်ဆိုရင်နော်ဆရာမတွေကချစ်ကြမယ်နောက်ပြီးတော့ကိုမမတွေကချစ်ကြမယ်နောက်ပြီးတော့အိမ်မှာရှိတဲ့ဖေဖေမေမေရတယ်ဘာဖြစ်ကြမလဲချစ်ကြမယ်သားတို့သမီးတို့ချစ်တာမခံချင်ဘူးလားခံချင်ပါချစ်တာခံချင်ရင်ဘယ်လိုလေးပြောရင်ကောင်းမလဲနော်သားတို့သမီးကလိမ်မပြောဘူးချွတ်တာပြောမယ်ယဉ်ကျေးပြောမယ်ဆိုရင်လူကြီးမိမတွေကမချစ်ကြဘူးလားချစ်ကြပါဘူးဟုတ်တယ်ချစ်ကြမယ်ဆိုရင်သားတို့သမီးတို့ကိုအရန်ချစ်တဲ့သားလေးသမီးတွေလိမ်မာတဲ့ကလေးတွေကိုအကုန်လုံးပြောကြမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီစာတင်ရင်တစ်လေးကိုအဆုံးသတ်မယ်ဟုတ်ပြီနော်သားသမီးတို့အားလုံးမင်္ဂလာပါသားသမီးတို့အားလုံးမင်္ဂလာပါဆရာကသားသမီးတို့ကိုဒီစာအုပ်လေးတွေပေးမယ်ဒီစာအုပ်လေးပေးမယ်ဆိုရင်သားသမီးတို့ကဘလို့ခိုင်းရင်ကောင်းမလဲရေဦးသေးကိုင်မယ်နောက်တော့ကောတသက်ရကိုင်မယ်နောက်ပြီးတော့စာရွက်တွေကိုနော်ဆရာကစာမျက်နှာ63လို့ပြောတာကွာပြီဒါပေမဲ့တခြားစာမျက်နှာတွေလိုက်ကြည့်မယ်ဆိုတာသမီးတို့စာရပါမလားမရပါဘူးဒါဆိုရင်ဆရာပြောတဲ့စာမျက်နှာပဲကြည့်ရင်မကောင်းဘူးလားကောင်းပါဟုတ်ပြီဒါဆိုရင်ဆရာကစာအုပ်လေးဝေပေးမယ်ဝေတဲ့ခါကျရင်လက်ဆင့်ကမ်းပြီးတော့ပေးလိုက်မယ်ဖြစ်မလားဟုတ်ပြီတအုပ်စီပေးလိုက်မယ်နော်စောက်လေးရပြီဆိုရင်အရှိလေးမှာပဲဒီတိုင်းလေးချလာအောင်မယ်နော်ဒီလေးလိုက်ကြလိုက်စောက်လေးတစ်စက္ကန့်လိုက်တာဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ကအဲ့စောက်ရဲ့အောက်နာလေးမှာအဝိုင်းလေးမှာရှိတယ်63ဆိုတဲ့စာမျက်နှာကိုလှန်လိုက်မယ်ဟုတ်ပြီဒီခေါင်းစဉ်လေးပြောပြကြည့်အောင်ဘာခေါင်းစဉ်လဲရွှေငါးကြီးဆိုတော့ပုံကြည့်ပါဦးဗမာရွှေငါးကြီးဒီမှာဟုတ်ပြီလက်လေးထောက်ထားလိုက်ပါဆရာဒီကနေလှမ်းမြင်နေရတယ်ဟုတ်ပြီနော်ရွှေငါးကြီးကိုနော်ရွှေငါးကြီးကိုတွေ့တယ်ရွှေငါးကြီးကိုဘယ်သူကြီးလာတွေ့လဲတန်ဃာတယ်ဗျာတန်ဃာလေးတို့တားလို့သမီးတို့ဘယ်လိုသိတာလဲငါဖမ်းတဲ့လူမို့လို့တွေ့တယ်ဟုတ်ပြီဒါဆိုရင်သူ့အကြောင်းလေးမသိချင်ဘူးလားသိချင်ပါသိချင်တယ်ဆိုရင်တားလို့သမီးတွေကတူလောက်ဆရာကိုဖတ်ပြပါဦးဒီစာပိုက်လေးကိုဘယ်လိုဖတ်ပြမလဲအများကြီးပဲဖတ်ပြကြမှာပဲဟုတ်ပြီဒါဆိုရင်ဆရာဒီထဲကနေရွေးပြီးခေါ်လိုက်မယ်နော်ရမလားဟုတ်ပြီဒါဆိုရင်တားလေးဖတ်ပြပါဦးအတန်ကြဲကြဲလေးနဲ့ဖတ်ပြမယ်နော်ရှေးနာကတန်ဃာသည်များသည်အလွန်လက်ပတ်သောရွှေငါးကြီးအကောင်ကိုဖမ်းမိ၍ဘယင်ကြီးထက်ဆက်တာကြသည်ဟုတ်ပြီတားလေးကတိချာစာကောင်းဖတ်တတ်တာပဲဟုတ်ပြီဒါဆိုတားလေးထိုင်လို့ရပါပြီနော်ဟိုရှိတုန်းကတဲ့တရားအေးချမ်းတဲ့တိုင်းပြည်နယ်ကြီးတစ်ခုမှာတဲ့တန်ဃာတွေနေထိုင်ကြတယ်သူတို့တွေကတန်ဃာလှုပ်တာပေါ့
တန်ဃာလို့ဆိုတာဘာကြီးလောက်ရတယ် ငါဖမ်း ငါးဖမ်းရတယ်နော်ငါးတွေဖမ်းရတယ်ငါးတွေဖမ်းတဲ့ခါကျတော့အဲ့တနေ့မှာဒီတန်ဃာငယ်လေးတွေကဘာရသွားလဲဆိုတော့ရွှေငါးကြီးရသွားတယ်ဟုတ်တယ်တောက်သမီးပြောလို့ပဲရွှေငါးကြီးရသွားတယ်ရွှေငါးကြီးရသွားတဲ့ခါကျတော့အကုန်လုံးကဝန်းသာကြတယ်ရွှေငါးကြီးရတဲ့ခါကျတော့အဲ့ဒီမှာဒီရွှေငါးကြီးဒါဘင်းကြီးဆက်တလိုက်မှဆိုရင်သူတို့ကိုနော်ဆုလက်တွေပေးမှာပဲဆိုပြီးတော့သူတို့ကဝန်းသာကြတယ်ဒါနဲ့ဒီရွှေငါးကြီးကိုဘသူကြီးပို့တာလဲဘင်းကြီးပို့လိုက်တယ်ဘယ်နှမ်းမှလဲဘင်းကြီးက နန်းတော်ထဲမှာ อ๋อနန်းတော်ထဲမှာဖုန်ထဲမှာဘယ်နှမ်းမှရှိတာလဲ နန်းတော် ဟုတ်ပြီတွေ့လားတွေ့တယ်နော်ဘင်းကြီးကိုဆက်တာတယ်ဒါနဲ့ဘင်းကြီးကဘာပြောမှထင်လဲ သူရဲ့အတိတ်ကြောင့်တည်နေတယ်ဆိုပြီးပြောတယ် သူ့ရဲ့အတိတ်ကြောင့်သိကျင်တယ်လို့ပြောမယ်တားဘယ်လိုသိတာလဲဖတ်ပြပါလားတားဖတ်ပြပါပြီဟုတ်ပြီနော်ဒါဆိုရင်သူ့ရဲ့အတိတ်ကြောင့်နဲ့ပတ်သက်ပြီးသိကျင်တယ်ဆိုပြီးတော့ဘင်းကြီးကပြောတယ်ဘာကြောင့်သိကျင်တာလဲ သူရဲ့အတိတ်ကြောင့် ဒီငါးကဘာရောင်ထွက်နေလဲရွှေရောင်ထွက်နေတယ်ရွှေရောင်ထွက်နေတယ်ဒါပေမဲ့ तू ကဘာလေးဖြစ်နေလဲလူဖြစ်လားဘာဖြစ်နေတာလဲငါးဖြစ်နေတာဒါကြောင့်မလို့ तू ကဒီငါးကရွှေရောင်နဲ့ဖြစ်တယ်တိရစ္ဆာန်နဲ့ဖြစ်နေတဲ့ခါကျဘာကြောင့်ဖြစ်တာလဲဆိုတာသိကျင်တဲ့ခါကျတော့ဘာလုပ်မှထင်လဲမြတ်စွာဘုရားကတမေးမယ်ဟုတ်ပါပြီဒါဆိုရင်ဘယ်နှမှာမြတ်စွာဘုရားကိုမေးတဲ့ပုံစံလေးဟာဘယ်ပုံလေးလဲဒီပုံလေးဟုတ်တယ်ပြကြည့်ပါဦးဘယ်ပုံလေးလဲဒါဟုတ်ပြီဟုတ်တယ်အောက်ချလိုက်ပါဆရာမြင်ရတယ်ဟုတ်ပြီနော်မြတ်စွာဘုရားကိုမေးဖို့သူကသွားတယ်သွားတဲ့ခါကျတော့ဒီမြတ်စွာဘုရားကြောင်းနဲ့ရောက်တော့ဒီငါးကြီးကကြည့်ပါဦးဗဇက်ကဘာဖြစ်နေလဲပုတ်စော်နံနေတယ်နော်ဗဇက်ကဟားလိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲပုတ်စော်နံနေတယ်ဟုတ်ပြီဒါနဲ့ဘယင်ကနေပြီးတော့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့တားလို့သမီးတို့တူဦးတော့ဆရာကိုတိုင်ပေးပါဦးဆရာနောက်ကလိုက်ဆိုခြင်းလို့ဘယင်ကြီးကရှင်ငါးကြီးဤအတိတ်အကြောင်းကိုတိလို့သောကြောင့်ဘုရားရှင်တန်တို့ရှင်ငါးကြီးကိုတည်ဆောင်သွားခဲ့သည်ရှင်ငါးကြီးပါဇက်ဟလိုက်သောအခါတကြောင်းလုံးပုတ်စော်နံသွား၏ဟုတ်ပါပြီတမီးလေးရမ်းတော့လာပဲလက်ခုပ်တရားပြအောင်ကွာဟုတ်ပြီဒါဆိုရင်ဘုရင်ကကျောင်းကိုရောက်သွားတဲ့ခါကျတော့နောက်ကျောင်းကိုဘာလို့ခေါ်ရတယ်ဘာလို့တည်သွားတယ်ရှင်ငါးကိုတည်သွားတယ်ရှင်ငါးကြီးကိုတည်သွားပြီးတဲ့ခါကျတော့ကျောင်းရောက်တဲ့ခါကျတော့ငါးဘာဖြစ်သွားလဲဗဇက်ဟားလိုက်တဲ့ခါကျတော့ပုတ်စော်နံသွားတယ်ဒါဆိုရင်အဲ့ခါမှာတကြောင်လုံးကလူနော်တကြောင်လုံးကအကုန်လုံးကအံ့ဩရတယ်တဲ့ဘာဖြစ်သွားလဲအံ့ဩရတယ်ဘာကြောင့်ဒီလိုမျိုးဗဇက်ကနေပုတ်စော်နံတာလဲဆိုပြီးတော့အားလုံးအံ့ဩရတယ်ဒါနဲ့ဘုရားရှင်ကနေပြီးတော့ဘာဆက်ပြောမယ်တောက်သမီးတို့သိလားသိမယ်ထင်လားဘယ်လိုများသိလဲသိတယ်တားဘယ်လိုသိတာလဲစာဖတ်ထားတယ်ပြပြကြည့်ပါဦးဒါရွှေငါးကြီးကအရင်မဝတော့တရားအလာရိုသိနေဦးလေရဟန်းတစ်ပါးဖြစ်ခဲ့ဦးလေဒါမဲ့သူကရဟန်းကြီးကိုကျမ်းထဲကသိတယ်လေလို့အခုရွှေငါးကြီးကဗဇက်ကနေအပေါင်းနဲ့နေပါနေဟုတ်ပြီတားလေးကနော်စာရဲတေချာဖတ်တယ်တေချာလည်းကြည့်ထားတာပဲရမ်းတော့လက်ခုပ်တရားပြအောင်ကွာထိုင်လေးရပါပြီဟုတ်ပြီတားလေးပြောသလိုပဲဒီရှင်ငါးကြီးဖြစ်မဲ့သူကအရင်တုန်းကဆိုရင်အားလဲဆိုတော့ယဟန်တစ်ပါးပဲကပိလလို့ခေါ်တဲ့ယဟန်တစ်ပါးသူကပိဋကတ်၃ပုံတွေကိုပိုင်နိုင်ပြီးတော့ဒီတခြားယဟန်တွေကိုသင်ကြားပေးတယ်ဒါပေမဲ့သူကသီလရှိတဲ့ယဟန်တွေကိုဘာလုပ်လဲဆိုတော့ဆဲတယ်အော်တယ်ငေါက်တယ်ဒါကြောင့်မလို့ဘာဖြစ်သွားလဲဗဇက်ကဘာဖြစ်လဲအပုံနဲ့နံနေတယ်နောက်ဖျားစာတွေတင်တဲ့ခါကျတော့သူ့ရဲ့ခန္ဓာကိုယ်ကဘာတွေဖြစ်နေလဲရွှေရောင်ဖြစ်နေတယ်နော်ရွှေရောင်ဖြစ်နေတယ်ဒါပေမဲ့ကျဉ်းကျဉ်းတန်းတန်းပြောတဲ့ခါကျတော့ဗဇက်ကဘာဖြစ်လဲအပုံနဲ့ထွက်နေတယ်ဒါဆိုရင်အပုံနဲ့ထွက်တာကောင်းပါမလားမကောင်းဘူးဒါဆိုရင်ရွှေငါးကြီးကဘာကြောင့်မလို့သူ့ရဲ့ခန္ဓာကိုယ်ကအစင်းနှားရတာလဲဒါလေအရင်ဘဝတော့ရွှေငါးကြီးရဟန်းတစ်ပါးလေးကိုရဟန်းတစ်ပါးဖြစ်ခဲ့တယ်နောက်တော့ဘာလုပ်သေးလဲသူကတရားစာတွေကိုသင်ပေးခဲ့ဘူးတရားစာတွေသင်ပေးတယ်နော်တရားစာတွေသင်မယ်ယဟန်ဖြစ်ပြီဆိုတော့အမြဲတမ်းသူကဘာလုပ်နေမလဲဂုံတော်လေးပွားဂုံတော်လေးပွားနေမယ်နော်ဂုံတော်လေးပွားနေတဲ့ခါကျတော့အခုဖောက်မှာ तू ကသူ့ခန္ဓာကိုယ်ကဘာဖြစ်နေလဲ
ရွှေရောင်ဖြစ်နေတယ်ဒါဆိုရင်တောက်သမီးတို့ရောအမြဲတမ်းမလုပ်ဖို့လိုတယ်ဖျားကုန်းတော်တွေပွားဖို့လိုတယ်ရမ်းတော်တာပဲဟုတ်ပြီဒါဆိုရင်သူ့ပစ္စက်ကရောဘာလို့နှံနေရတာလဲကျန်တန်ပြောတယ်နော်ကျန်တော်တန်ပြောမှဆိုရင်ပစ္စက်ကဘာဖြစ်လဲအပုံနဲ့လေနံတက်တယ်ဟုတ်ပြီဒါဆိုရင်ပစ္စက်ကအပုံနဲ့မနှံအောင်ဆိုရင်တောက်သမီးတို့ဘယ်လိုလုပ်ရင်ကောင်းမလဲကျန်ပြောရအောင်ကျန်မပြောရဘူးနောက်တော့ချစ်သူသားပြောရမယ်နောက်တော့ရေးပြောရမယ်တိမ်မွေးနေရမယ်တိမ်ပြောရမှာလားမပြောရဘူးဒါဆိုဘယ်လိုပြောရမလဲရိုးရိုးသားသားနဲ့ဟုတ်တယ်အမှန်တိုင်းနဲ့မှန်ကန်ပြောဖို့မလိုဘူးလားအဲ့ခါကျရင်ဗဇက်ကအပုံနဲ့နံပါမလားမနံတော့ဘူးဟောဒါဆိုစောက်လေးပိတ်လိုက်မယ်ဒါဆိုသမီးတို့ဟုတ်ပြီဒါဆိုရင်ဒီဇက်လန်လေးကိုဒါတို့သမီးတို့နားထောင်ပြီးတဲ့ခါကျတော့ဘာတွေများရလိုက်လဲသင်္ကန်းစာသင်္ကန်းစာဘာသင်္ကန်းစာရလိုက်လဲယဉ်ကျေးပြောရမယ်ကျဲစလည်းမပြောရဘူးလိန်ညာပြီးမပြောရဘူးမဆဲရဘူးနောက်တော့အယောင်တွေတောက်ဖို့ဆိုရင်ဒီပါလေးဂုံတော်တွေပွားဂုံတော်တွေပွားရမယ်ဟုတ်ပြီနောက်တော့ဖျားစာယူရမယ်ဖျားရှိခိုးဖို့မလိုဘူးလားဖျားလည်းရှိခိုးရမယ်ဒါဆိုရင်တောက်လို့မျိုးကအယောင်လေးမတောက်ဘူးလားတောက်သွားမယ်နော်ဟုတ်ပြီအရန်လိမ့်ပါလားပဲဟုတ်ပြီဒါဆိုရင်နောက်တစ်ချိန်ရရင်တော့တောက်လို့မျိုးတို့နောက်တစ်ထူးထူးခြားခြားလေးလုပ်စရာရှိတယ်ဟုတ်ပြီနော်ဒါဆိုနောက်တစ်ချိန်ရောက်တဲ့အခါမှာဆရာတောက်သမီးတို့ပြောပြမယ်ဟုတ်ပြီတောက်သမီးတို့အားလုံးမင်္ဂလာပါမင်္ဂလာပါခင်ဗျာတောက်သမီးတို့အားလုံးမင်္ဂလာပါဟုတ်ပြီဒါဆိုရင်တောက်သမီးတို့အစောကဘာကြောင်းလေးတင်သွားလဲရွှေငါးကြီးကြောင်းဟုတ်ပြီလက်လေး6ရရပါတယ်ရွှေငါးကြီးကြောင်းနော်ဒါဆိုရင်တောက်သမီးတို့ငါးတွေကမြင်ဘူးလားမြင်ဘူးပါလေ။ငါးတွေကဘယ်လိုပုံစံရှိလဲ။ခေါင်းကကြတော့ကြည်တံဘူးလို့လို့။ခေါင်းကြကြည်တံဘူးလို့လို့ကြီး။နောက်တော့အမီးလက်ကြတော့ပါအပေါ်မှာစူတောင်ရှိတယ်။မျက်တောင်မခတ်ဘူး။တောက်သမီးတို့သိတယ်နော်ငါးပေါ့။ဟုတ်ပြီ။ဒါဆိုရင်တောက်သမီးတို့ကိုဆရာကနေငါးပုံပေးဆွဲမယ်။ဆွဲမလား။ဆွဲပါမယ်။ဆွဲပြီးသွားရင်ငါးပုံဒီတိုင်းမဟုတ်ဘူး။အဲ့ငါးပုံမှာအယောင်လေးတွေချဲမယ်။ဟုတ်ပြီနော်။ဘယ်လိုရောင်ချဲခြင်းမဲတောက်သမီးတို့စိတ်ကိုဆရာသိခြင်းတယ်။ဟုတ်ပြီနော်။ချဲမယ်ဆိုရင်ဆရာကစာရွက်လေးတွေဝေပေးမယ်။နော်ဒါဆိုရင်စာရွက်ဝေပြီးတဲ့ခါကျရင်တောက်သမီးကပုံဆွဲတဲ့ခါကျရင်တငယ်ချင်းစာရွက်လိုက်လို့မယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲရန်ဖြစ်သွားကောင်းမမလားမကောင်းဘူးဒါဆိုရင်တောက်သမီးတို့သိနေပြီသားနော်ဟုတ်ပြီစာရွက်လေးဝေပေးမယ်နောက်ဆုံးခဲတန်းလေးရပြီဆိုရင်တောက်သမီးတို့အဲ့ငါးပုံလေးဆွဲပြီးတော့နော်အယောင်လေးခြေကြမယ်နော်ခြေဖို့အတွက်အချိန်9မိနစ်ပေးမယ်နော်ပျော်ပျော်ရွှင်ရွှင်စားတင်မယ်ဆရာစကားနာထောင်မယ်ပြောင်းပြတာနောက်ဆက်မယ်မင်္ဂလာနေ့ပါကွယ်ပျော်ပျော်ရွှင်ရွှင်စားတင်မယ်တငယ်ချင်းတွေနဲ့ချစ်ခင်ပွဲတဲ့ချင်းစောကကြမယ်မင်္ဂလာနေ့ပါကွယ်ဟုတ်ပြီတားလို့သမီးတို့အချိန်စစ်ပြီနော်အချိန်စစ်ပြီဒါဆိုရင်အချိန်စစ်ပြီဆိုတော့တားလို့သမီးတို့ဆွဲနေတဲ့ခဲတန်းလေးဘာလုပ်မလဲချထားမယ်ဟုတ်ပြီပုံလေးတွေရပြီလားတားလို့သမီးတို့ဟာရပြီဆိုရင်အဲ့ဒီပုံလေးတွေဘာပုံလေးတွေလဲဘာငါးလဲရွှေငါးနော်ရွှေငါးတွေရှိတယ်နော်တချို့ကြတော့တခြားငါးတွေပါဆွဲထားတယ်လို့ပဲလက်ဖိုင်တွေပါဆွဲထားတယ်ဟုတ်ပြီဒါဆိုရင်တားလို့သမီးတို့
ဆရာပြောတဲ့ခါကျရင်ဘယ်ကိုကြည့်ရင်ကောင်းမလဲဘယ်ဘက်ကိုကြည့်ရင်ကောင်းမလဲဟုတ်ပြီဒါဆိုရင်အားလုံးဆရာဘက်ကိုလှည့်ကြည့်အောင်ဟုတ်ပြီထားထားအောင်မယ်တော့ဒါဟုတ်ပြီဆရာကိုမြင်ရလားမြင်ရတယ်ဆိုရင်စာရွက်လေးအောက်ချထားအောင်မယ်ဟုတ်ပြီဒါဆိုရင်အစောကတောက်သမီးတို့ကိုဆရာကပြောပြတဲ့ဇက်လန်လေးမှတ်မိလားမှတ်မိတယ်ဆိုရင်ဒီ၅ပုံလေးနဲ့ခိုင်းပြီးတော့ဘယ်သူများဆရာကိုပြောပြပေးနိုင်မလဲဟုတ်ပြီတားပြောပြပေးမယ်ဟုတ်ပြီရှေ့လာပါအောင်ပုံလေးကင်ပြီးတော့ဟုတ်ကဲ့ဒီလာခဲ့မယ်ဟုတ်ပြီတားလေးပုံပြကြည့်ပါဦးတကယ်ချင်းလည်းပြလိုက်ပါဦးငါးလေးအများကြီးပဲဘယ်မှာလဲရွှေငါးလေးကရွှေငါးလေးပါလားရွှေငါးလေးတော့မပါဘူးရွှေငါးလေးကြောင့်သိလားဆိုတော့ပြောပြပါဦးငါးလေးကင်ပြီးတော့ဟိုးချစ်ချစ်ကတင်လာတယ်ရရွှေငါးလေးတကောင်ဖမ်းပြီးတော့ရွှေငါးကြီးကိုဘင်းကြီးတန်သွားဆက်စားရင်စုမရရမှာပဲဆိုတော့ဘင်းကြီးကိုသွားတယ်ဘင်းကြီးကသူ့ရဲ့အတိတ်အကြောင်းကိုသိလို့ရတဲ့အတွက်အဲ့ဆိုဘုရားရှင်ကိုသွားပြီးမေးတယ်ရွှေငါးကြီးပါးစားလိုက်တဲ့အခါမှာရောင်ပုတ်စော်နေသွားတယ်ဟုတ်ပြီမြတ်စွာဘုရားရှင်ကသူကဟိုအိတ်ကတရားလေးကိုသင်ပေးရဲ့ဖေးဖုန်းကြီးဟုတ်ပြီဒါသူကအဲ့ဖုန်းကြီးကရန်ကြီးကိုကျဲနေတာဆက်ဆံနေတယ်ဆက်ဆံတယ်ဒါကြောင့်အခုလိုအဲ့ကြောင့်ရှင်ကအိပ်ပြမယ်ပါဇက်ကနေပုံစံထွက်ဟုတ်တယ်တောက်သမီးတို့မှတ်မိလားဟုတ်ပြီဒါတကယ်ချင်းဘာလုပ်ပေးမလဲလက်ကုပ်တီးပေးမယ်ဟုတ်ပြီထိုင်ရပါပြီကျေးဇူးတင်ပါတယ်ဒါဆိုရင်သားတို့တခြားသားတွေသမီးမှာရွှေငါးတွေရှိလားရှိတယ်ဒါဆိုရင်အနောက်ကတဦးလောက်ဆရာကိုရွှေငါးဆွဲရတဲ့သားတွေသမီးတွေကတဦးလောက်ဆရာကိုပြောပြပါဦးရွှေငါးလေးအကြောင်းဟုတ်ပြီသမီးလေးလည်းပြောပြပါဦးတကယ်ချင်းပုံလေးပြပြီးတော့ရှေးအခါကစနေကားရှိသူတို့ကကြည်လေးပြောမယ်ငါ့ကိုဖမ်းပြီးငါတို့ကဘေးကြီးရချက်ဆက်လိုက်တယ်ငါတို့ထွေးစုရရမှာပဲဆိုပြီးဘေးရင်ရဆက်လိုက်တယ်ဘေးရင်ရသူ့ရဲ့အတိတ်နဲ့ပဲကိုသိချင်ဖះရှင်ကြီးသွားတယ်ဖះရှင်ကြီးသွားလဲသွားဖင်ကပါဇက်ဟာလိုက်တဲ့အချိန်မှာတချောင်းလုံးပုံစော်နေသွားတယ်အဲ့တော့ရှေးသူကရှေးတော့ရေတော့ကသူကယဟန်တွေကိုတရားတင်ပြီးတော့ယဟန်တစ်ပါးဖြစ်ခဲ့တယ်။ဒါပေမဲ့သူကယဟန်တွေကိုကျန်းဆက်ဆန်တယ်အဲအကြောင်းမလို့သူဒီဘဝမှာချွေငါဖြစ်ပြီငါဖြစ်ပြီမဲ့ပါဇက်ကပုတ်စော်တယ်ပုတ်စော်နေတယ်ဟုတ်ပါပြီရန်တော်တယ်လက်ခုပ်တရားပေးအောင်ကွာဟုတ်ပြီကျေးဇူးတင်ပါတယ်ဟုတ်ပြီဒါဆိုရင်တားလို့သမီးတို့ရွှေငါးဘာကြောင့်အယောင်လှတာလဲမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုရွတ်ဆိုလို့ဘုရားရှိခိုးလို့ဘာဖြစ်လဲခန္ဓာကိုယ်ကနေပြီးတော့ရွှေရောင်တွေတောက်နေတယ်ဟုတ်ပြီဒါပေမဲ့ဗဇက်ကဘာလို့ညံ့နေတာလဲယဟန်တွေကိုကျမ်းနဲ့တာဆက်ဆံတယ်ပြောတဲ့ခါကျရင်ဘယ်လိုပြောလဲဆဲဆိုတယ်နောက်ပြီးတော့ရန်ဆိုင်ပြောတယ်လင်ညာပြီးတော့ပြောတယ်အဲ့ဒါကြတော့ဗဇက်ကဘာဖြစ်လဲပုတ်တော်လုံးနန်းတယ်ဟုတ်ပြီနောက်တောက်သူမျိုးကပုံမြင်လေးကိုလည်းမှတ်မိတယ်ဇက်လန်လေးကိုလည်းမှတ်မိတယ်အဲ့ဒီတော့ဒီရွှေငါးလေးလိုမျိုးအယောင်တွေတောက်ဖို့ဆိုရင်ဘာလုပ်ဖို့လို့လဲဖျားစာတွေယူရမယ်နောက်ပြီးတော့တရားတွေပါထိုင်ရမယ်နောက်ပြီးတော့လင်ညာပြီးပြောရင်ရောဘာဖြစ်နိုင်လဲငရဲကြီးနိုင်တယ်ဗဇက်ကဘာဖြစ်နိုင်လဲပုတ်စော်နိုင်တယ်ဒါဆိုရင်တောက်သမီးတို့ကျန်းကျန်းတန်းတန်းပြောမယ်ဆိုရင်နော်ဗဇက်ကပုတ်စော်နမ်းမယ်နောက်ပြီးတော့လင်ညာပြီးပြောမယ်ဆိုရင်လည်းဗဇက်ကဘာဖြစ်မလဲပုတ်စော်နမ်းမယ်နောက်ပြီးတော့ဆရာဆရာမတွေလည်းမချစ်ဘူးနော်ဒါဆိုရင်ဆရာဆရာမတွေချစ်ဖို့ဆိုရင်ဖျားရှိခိုးရမယ်ဖျားကုန်းတွေပွားမယ်တရားထိုင်ရမယ်နောက်ပြီးတော့ရရင်ဆိုင်မပြောရဘူး
ရေရိုသေးပြောရမယ် ဒါယူကောင်းကိုသက်ဆိုင် ဘာဖြစ်လဲရင်ကြီးကြီးပြောရမယ်ဒါဆိုရင် ဒါယူကောင်းကောင်း ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်ဒါဆိုရင်ဘာဖြစ်သွားမလဲတားလို့သမီးတို့ကို မောင်းလိုက်အောင်ချင်း လူချင်းသူငယ်ပေါ်လာမယ်ဆယ်ရှင်မတွေကချစ်မယ်နောက်တော့မိဘတွေကလည်းချစ်မယ် ဆွေမျိုးရှင်မျိုးတွေကလည်းချစ်မယ်နောက်တော့ ချစ်တဲ့နေချင်းရရဲ့ချစ် တငယ်ချင်းတွေကချစ်မယ်နောက်ပြီးတော့ဖုံဖုံဖျားတွေရောချစ်မယ်ဟုတ်ပြီတငယ်ချင်းတွေချင်းချင်းနဲ့ချစ်ကြမယ်ဟုတ်တာဗောရမ်းတော်တာပဲ ချစ်ကြ ဟာလဲ တယ်နတ်တွေလည်းချစ်ကြ ဩနတ်တွေလည်းချစ်မှာဟုတ်ပါပြီเนาะဒါဆိုရင်တားလို့သမီးတို့ကဒါဆိုရင်မှန်မှန်ကန်ကန်လေးပြောကြမယ်เนาะဟုတ်ပြီเนาะဟုတ်ပြီဒါဆိုရင်စာတင်ခြင်းလေးကိုခဏနားမယ်တားလို့သမီးတို့အားလုံးမင်္ဂလာပါတားလို့သမီးတို့အားလုံးမင်္ဂလာပါဟုတ်ပြီတားလို့သမီးတို့မကစားချင်ဘူးလားဆရာလက်တယ်မှာလဲဘောလုံးရှိတယ်ဒါဆိုရင်ကစားကြမယ်เนาะကစားကြမယ်ဆိုတော့ဘယ်လိုကစားရမယ်ဆိုတာကြည့်ကြည့်မယ်เนาะဘယ်လိုကစားရမယ်ဆိုတော့တားလို့သမီးတို့ကအဋ္ဌံပြုတဲ့ကစားနည်းနဲ့ကစားကြမယ်เนาะဘောလုံးလေးကိုကိုယ့်လက်ထဲရောက်ပြီဆိုတာနဲ့အဋ္ဌံပြုမယ်အဋ္ဌံပြုပြီးတော့တကယ်ကြီးကိုပြစ်ပေးမယ်ဟုတ်ပြီเนาะအဲ့ဒီနားလေလားနားလေတယ်ဟုတ်ပြီဒါဆိုရင်ဘယ်လိုအဋ္ဌံပြုရမလဲဆိုတာဆရာပြောပြမယ်เนาะတားလို့သမီးတို့ကဘောလုံးလေးကိုယ့်လက်ထဲရပြီဆိုတာနဲ့တားဆိုရင်လည်းတားသမီးဆိုတဲ့သမီးเนาะတားသည်ယနေ့မှစပြီးတော့ဖေဖေကိုမှန်မှန်ကန်ကန်ပြောဆိုပါမည်အဲ့လိုလေးတံပြူမယ်เนาะဒါဆိုရင်ကိုယ်စိတ်ထဲမှာစိတ်ကူးရှိတဲ့အတိုင်းတားသမီးတို့ပြောလို့ရတယ်เนาะဒါဆိုရင်ဘသူတွေရှိမယ်အဖေရှိမယ်အမေရှိမယ်တကယ်ချင်းရှိမယ် ဆရာဆရာမတွေရှိမယ်ဆွေမျိုးတွေရှိမယ် ဆရာဆရာမတွေရှိမယ် ဆရာဆရာမတွေရှိမယ်တငယ်ချင်းတွေရှိမယ်အဖိုးတွေရှိမယ်အဖွားတွေရှိမယ်အများကြီးတည်တာပဲဟုတ်ပြီဒါဆိုရင်နောက်တော့ဟုတ်တယ်ဥတွေလည်းရှိသေးတယ်အကိုတွေလည်းရှိသေးတယ်အတော်တွေလည်းရှိတယ်ဟုတ်ပြီဒါဆိုရင်နောက်ထပ်တစ်ခုတားတို့သမီးတို့ကမှန်မှန်ကန်ကန်ပြောဆိုပါမယ်ဆိုတာတားတို့သမီးတို့သစ္စာပြီးလို့ရသလိုနောက်ထပ်ရောဘယ်လိုသစ္စာပြီးလို့ရသေးလဲမှန်မှန်ကန်ပြောဆိုပါမည်မလိမ္မာဘူးနောက်တော့ရောမဆဲတော့ပါဘူးဟုတ်ပြီနောက်တော့ရိုးသေးပြောပါမည်နောက်တော့ကောရင်ကြီးပြောပါမည်ဒါဆိုရင်တောက်သမီးတို့ကအများကြီးသိတာပဲဒါဆိုရင်ဂိမ်းလေးစကစားမလားဟုတ်ပြီတစ္ဆာပြုတဲ့ဂိမ်းလေးစပြီးတော့ကစားမယ်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့အားလုံးဝါလုံးပုံစံလေးဝိုင်းရအောင်ဝါလုံးလေးစဝိုင်းလို့ပြောပါဒါနေရာတိုင်းလေးဝိုင်းမယ်ဝါလုံးလေးဝိုင်းလေးဝိုင်းမယ်နော်ဟုတ်ပြီဆရာကနေစပြီးတော့အဋ္ဌံပြုမယ်နော်ဆရာဒီနေ့မှစပြီးတော့ဖေဖေကိုမှန်မှန်ကန်ကန်ပြောဆိုပါမည်ဆွဲစားဒီမမေကိုမှန်မှန်ကန်ကန်ပြောဆိုပါမည်တားဒီမမေကိုကုညီလောက်ကန်ပေးပါမည်ရှင်မရဘူးဒီလေးကိုဘယ်တော့မှမနိုင်ဘူးတားဒီသူလေးကိုမလိန်တော့ပါဘူး။အိုးဟုတ်ပြီဟုတ်ပြီဒီညီမဆိုင်မမေကိုမမကန်ကန်ပြောဆိုပါမယ်ဟုတ်ပြီပြောမယ်သမီးသမီးဒီနေ့အစားပြီးတော့သူလေးကိုမလိန်တော့ပါမကြသေးတဲ့လူဆက်လုံးစားမမေကိုသမီးဒီနေ့မဆိုင်မလိန်တော့ပါဟုတ်ပြီရအောင်ပြင်မယ်နော်ရအောင်ပြင်မယ်ရအောင်ပြင်မယ်ဒီနေ့အစားပြပြနဲ့မမေကိုမလိန်တော့ပါဟုတ်ပြီဒါဒီနေ့အစားဒီလိုလေးကိုမလိန်တော့ပါမလိန်တော့ပါဘူးဟုတ်ပြီဒါဆိုရင်ရအောင်ပြင်ကြည့်မယ်နော်အားလုံးရအောင်ပြင်ကြည့်မယ်ဟုတ်ပြီသမီးဒီနေ့မှဆက်ပြီးတော့မမေကိုမလိန်တော့ပါသမီးဘွားလာမမေကိုဟုတ်ပြီပြီးပါဦးတကယ်ချင်းပြစ်မယ်ဟုတ်ပါပြီရန်ကောင်းတာပဲ
ပြောမယ်သမီး ဒီမေမေကိုဒီနေ့အစားရဒီနေ့အစားရရသေးသေးထောက်ပါ ရေဦးသေးသေးဟောပြောပါမည်ဟုတ်ပြီဟုတ်ပြီတေချာမီးအောင်ဖမ်းမယ်နော်ဟုတ်ပြီပြောမယ်သမီး သမီးဒီနေ့မှခိုင်းမေမေကိုရဲရဲဆဲဆဲမပြောတော့ပါဘူး ဟုတ်ပြီပေးလိုက်မယ်တကယ်ချင်းကို အိုး ဟုတ်ပြီပြောမယ်သမီး သမီးဒီနေ့မှစားရဖေဖေကိုမလိန်ပြောတော့ပါဘူး ဟုတ်ပြီဘယ်သူယူမလဲ သမီးဒီနေ့အစားပြီးဖေဖေကိုလိန်ပြောမပြောတော့ပါဘူး ဟုတ်ပြီကြည့်ရမယ်နော်ကိုယ်တကယ်ချင်းဘယ်သူမပြောရသေးဘူးလားကြည့်ရမယ် ဟောစကားပြော ဟုတ်ပြောမယ်တာ သားဒီနေ့မှစားရမေမေကိုမလိန်တော့ပါဘူးဟာ အိုး အော် ဟုတ်ပြီ သမီးဒီနေ့အစားပြီးဖေဖေနဲ့မေမေကိုမလိန်ပြောတော့ပါဘူး ဟုတ်ပြီအော်ရောရော သမီးဒီနေ့အစားပြီးမေမေကိုမလိန်တော့ပါ သားဒီနေ့မှစပြီးတော့ခရင်လေးတွေကိုမလိန်ပြောတော့ပါဘူး သားဒီနေ့မှစားမမေကိုမလိန်တော့ပါသားဒီနေ့မှစားမမေကိုမလိန်တော့ပါ ဟုတ်ပြီတားတို့သမီးတို့ဘလုံးပြစ်ကစားတာပြောရလားပြောပါတယ်ဟုတ်ပြီပြောတယ်ဆိုရင်ဆရာတို့ဒီကစားနည်းပြီးတဲ့ခါကျတော့အားလုံးပါစပုံစံထိုင်အောင်ပါဟုတ်ပြီအစောကတားတို့သမီးတို့အသေးခံပြတာကိုဆရာကြားလိုက်တယ်ဆရာတော်တော်ဝန်းတာတယ်တားတို့သမီးတို့ကမှန်ကန်ကန်ပြောဆိုကြမယ်နောက်ပြီးတော့ချေတာပြောဆိုမယ်မလိမ်မဲနဲ့ပြောဆိုမယ်ကြားတဲ့ဆရာတော်တော်ဝန်းတာတယ်ဟုတ်ပြီဒါဆိုတော့တားတို့သမီးတို့ကရွှေငါးလေးမှာဆိုရင်ရွှေငါးလေးကအယောင်လှတယ်ဆိုတာဘာကြောက်လဲဘုရားကိုရုပ်တရားတွေကိုထိုင်လို့နောက်ပြီးတော့ဘုရားရှိခိုးလို့ဟုတ်ပြီတရားတွေထိုင်လို့ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ကအဲ့လိုမျိုးအယောင်လေးလဲနော်ဒီလှလှလေးဖြစ်အောင်နောက်ပြီးတော့ဗဇက်ကလည်းမနှံအောင်ဆိုရင်တောက်သမီးတို့အစောကပြောထားတဲ့ဂတိပြုထားတာလေးလှုပ်ဆောင်မယ်ဆိုရင်နံပါတ်မလားမနှံကြဘူးမနှံဘူးဟုတ်ပြီအရန်တော်လဲတားတဲ့သမီးတွေအတွက်ဆရာကကြပြားလေးတစ်ပုတ်တင်ပေးမယ်ဆိုမလားမှန်ပါမယ်ဆိုမယ်ဆိုရင်ကြပြားလေးကိုဆရာပြမယ်ဟုတ်ပြီခေါင်းထဲကနေဆိုအောင်ရင်ကြီးကြဆိုစကားပြောဆိုနာဝင်းချိုတိမ်ဝေးကြစီလို့နေညာတာကိုတို့ဆောင်ချမှန်မှန်ရဲ့မူတာခေါင်းနာရဲ့ဖြစ်ဖြစ်နေညာအောင်ကြီးရိုးသေးထိုင်သူရိုးသေးလို့ရင်ကြီးကြပါစို့ဟုတ်ပြီဒါဆိုရင်ဆရာလည်းဆိုကျင်တယ်ဆရာရောမတိုင်မေးချင်ဘူးလားတိုင်မေးပါတကယ်နော်ဟုတ်ပြီဒါဆိုရင်ခေါင်းစဉ်တွေတိုင်မေးအောင်ရင်ကြီးကြစို့စကားပြောဆိုနဝင်းချိုစကားပြောဆိုနဝင်းချိုတိမ်မွေးကြစေလို့လိမ်ညာတာကိုတို့ရှောင်ရှာမှန်မှန်တဲ့မူတာထောင်နာမာနအဖြစ်တွေမဖြစ်ကြအောင်နေယိုသေးထိုက်သူယိုသေးလို့ရင်ကျေးကြပါစို့ရမ်းတော့တာပဲဆရာကိုတိုင်ပေးနိုင်တာပဲဟုတ်ပြီဒါဆိုရင်ကြည့်မယ်နော်စကားပြောဆိုတဲ့ခါကျရင်ဘယ်လိုပြောရင်ကောင်းမလဲနှဝင်းချိုးတယ်ဆိုတာဘာကိုပြောတာလဲနားထောင်လို့ကောင်းအောင်ပြောတာဟုတ်ပြီဒါဆိုရင်တောက်သမီးတော့နားထောင်ကောင်းအောင်ပြောတတ်လားဆဲပြီးပြောရင်နားထောင်ကောင်းလားကောင်းပါဘူးဟုတ်ဒါဆိုရင်ဘယ်လိုပြောရင်ကောင်းမလဲရင်ကြီးပြောဖို့လိုတယ်ဟုတ်ပြီဘယ်လိုလဲပြောဖို့လိုတယ်တိမ်မွေးလည်းပြောဖို့လိုတယ်နောက်ပြီးတော့လိန်ညာတာကိုဘာလုပ်ရမလဲရှောင်ရမယ်လိန်ညာတာတွေကောင်းလားမကောင်းပါဘူးလိန်ညာတွေမကောင်းဘူးမလိန်ညာတဲ့ခါကျတော့ထင်းခုတ်ဓမ္မဘာဖြစ်သွားလဲထင်းခုတ်ဓမ္မဘာဖြစ်သွားလဲပစိန်သုံးလလွန်ရသွားတယ်ဟုတ်တယ်နော်ဒါဆိုရင်တ
ဒီမမှန်တဲ့မှုတာဒီလိုမမှန်မကန်မှုတာတွေပြောဖို့မကောင်းဘူးနောက်ပြီးတော့ထောင်လွှားမာနအပြစ်တွေဒါဆိုရင်ထောင်လွှားမာနဆိုတာဘာကိုပြောတာလဲ ထောင်တွေလာ ထောင်လွှားမာနအပြစ်တွေဆိုတာဘာကိုပြောတာလဲ လေကိုကပတ်စံများရှိရဆိုပြီးမာနကြီးအောင်ပြောတာ ဟောကိုကပတ်စံအများကြီးရှိတယ်ဆိုတာမာနကြီးတယ်မာနကြီးပြီးတော့စကားကိုဘယ်လိုပြောတာလဲ ရဲဆိုင်ပြောတာဒါကောင်းလားမကောင်းဘူးဟုတ်ပြီနောက်ပြီးတော့ဘယ်လိုပြောရမှာလဲရိုးသေးထိုက်တဲ့သူကိုဘာလုပ်ရမလဲရိုးသေးရမယ်နောက်ပြီးတော့ရင်ကြီးပြောရမယ်ဒါဆိုရင်ဘာဖြစ်သွားမလဲတာတို့သမီးတို့ကိုလိမ်မာတဲ့သူဖြစ်သွားမယ်လိမ်မာတဲ့သူဖြစ်ပြီဆိုရင်ဘယ်သူတွေကချစ်ကြမှာလဲလူကြီးမိဘတွေလူကြီးမိဘတွေကချစ်ကြမယ်ဟုတ်ပြီနောက်တော့ကောဆွေမျိုးတွေနဲ့တွေလည်းချင်းမယ်ဆရာရှင်မတွေလည်းချစ်ကြမယ်ဟုတ်ပြီဒါဆိုရင်ဒီကဗျာလေးကိုဆရာတို့ပုံစံတစ်မျိုးပြောင်းပြီးဆိုအောင်ဟုတ်ပြီနော်ဒါဆိုရင်အတန်လေးကိုကြက်ကြက်လေးဆိုကြည့်မယ်ဆိုလို့ဖြစ်မလားဖြစ်ပါဟုတ်ပြီခေါင်းလေးဆိုရအောင်ဝိချာစီလုံးညာရာကိုတို့ဆောင်ရှာမမှန်တဲ့မူတာထောင်းဝါမာနာအပြစ်တွေမပြေရအောင်နေယောဒေထိုက်သူယောဒေလို့ရင်ချေကြပါစို့ဟာရမ်းတော်တာပဲဒီခါကျရင်အတန်လေးကိုတွတ်တိုးလေးဆိုမယ်ဟုတ်ပြီနော်ဟုတ်စမယ်ေချာဆိုစကားပြောဆိုနာဝေချိုတိမ်မွေးချစီလို့လိန်နာရာကိုတို့ရှောင်ရှာမမှန်တဲ့မူတာထောင်လွှားမာနအပြစ်တွေမဖြစ်ရအောင်နေမျိုးတေထိုက်သူရိုတေတို့ရင်ချေကြပါစို့ဟုတ်ပါပြီတူတူလေးဆိုတတ်တာပဲကိုအပြအောင်ကွာဟုတ်ပြီဒီခါကျရင်တောက်သမီးတို့ဗဇက်ပိတ်ပြီးတော့ဆိုမယ်ဗဇက်ပိတ်ပြီးတော့ဟုတ်ပြီနော်ဖြစ်မလားဟုတ်ပြီစမယ်ဆိုတတ်တာပဲလက်ကုပ်တရားပြအောင်ကွာဟုတ်ပြီဒါဆိုရင်ဒီခါဆရာရဲ့လက်ကိုကြည့်မယ်ဆရာလက်ကမြင်းတဲ့ခါကျရင်အတန်ကျဲကြီးဆိုမယ်ဟုတ်ပြီနော်နေတဲ့ခါကျရင်တူတူလေးဆိုမယ်အလဲလက်ဆိုရင်ပါးစပ်ပိတ်ပြီးတော့ဖြစ်မလားဒါဆိုရင်ဆရာလက်ကိုဘာလုပ်ထားရမလဲကြည့်ထားမယ်ဖြစ်မလားဟုတ်ပြီစမယ်နော်လက်ကဘယ်ရောက်သွားပြီလဲအောက်ရောက်သွားပြီဒါဆိုပြန်စမယ်နော်စမယ်မမနဲ့မူတာအိုးရမ်းတော်တာပဲလက်ကုပ်တရားပြအောင်ကွာဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဟာဒီဆိုတာရမ်းတော်တယ်အတန်လေးရမ်းကောင်းတာပဲကွာဟုတ်ပြီအဲ့ဒီအတန်လေးကိုဆရာကကြားကျင်သေးတယ်နော်ဒီခါကျရင်ပုံမှန်တန်လေးပဲဆိုကြည့်မယ်စမယ်စကားပြောဆိုနာဝင်းချိုတိမ်မွေးကြစီလို့နေညာရာကိုတို့ရှောင်ရှာမမှန်တဲ့မူတာ
ထောင်လွားမာနအပြည့်တွေမဖြစ်ရအောင်နေရိုသေခိုက်သူရိုသေစို့ရင်ကျေးကြပါစို့ဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ဒီခါကျရင်ဒါလေးကိုဆရာပိတ်ထားကြည့်မယ်ဆိုကြည့်မလားဟုတ်ပြီဒါဆိုရင်ဆရာဒါလေးပိတ်လိုက်မယ်နော်ဒါလေးပိတ်ပြီးတော့ဆိုကြည့်မယ်ကွာစမယ်ဒေတာဆိုငါဝင်းချိုတိမ်မွေးချစေလို့ဒိညာရာကိုတို့ဆောင်ရှာမမှန်တဲ့မူတာထောင်လွားမာနအပြည့်တွေမဖြစ်ကြအောင်နေရိုသေထိုက်သူရိုသေတို့ရင်ချေကြပါစို့ဟာတော်လာပြီလားတော့ကိုတရားပြအောင်ကွာဟုတ်တယ်ကြပြလေးထက်ချင်းရသွားပြီနော်ဟုတ်ပြီဒါဆိုရင်ဒီကြပြလေးကိုဒီတိုင်းမဟုတ်ဘဲနဲ့အမူအရာလေးတွေတော့မလုပ်ချင်ဘူးလားလုပ်ချင်ပါတယ်ဟုတ်လားလုပ်ချင်တယ်ဆိုရင်ဆရာတို့အမူအရာလေးနှိရအောင်အမူအရာလေးနှိမယ်ဆိုတော့ဒီတိုင်းထိုင်ပြီးမဟုတ်ဘဲနဲ့မတိရပြေရောအမူအရာလေးလောက်အောင်အားလုံးမတည့်ရမယ်ဟုတ်ပြီရင်ကျေးကြဆိုအမူအရာလေးလုပ်ကြအောင်နော်စကားပြောဆိုရဝင်းချိုတိမ်မွေးကြစေလို့လိညာရာကိုတို့ဆောင်ရှာမမှန်တဲ့မူတာထောင်လွားမာနအပြည့်တွေမဖြစ်ရအောင်နေရိုသေထိုက်သူရိုသေသို့ရင်ကျေးကြပါစို့ဟာရန်တော်တာပဲလက်ခုပ်တရားပြအောင်ကွာဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ကနော်ကြပြလေးတွေရသွားပြီနောက်ပြီးတော့ဒီရွှေငါးကြီးကြောင်းနဲ့သိသွားပြီဒါဆိုရင်အခုထိုင်ရမယ်နော်ထိုင်ရမယ်နော်တောက်သမီးတို့ဟုတ်ပြီတောက်သမီးတို့ရွှေငါးကြီးကြောင်းနဲ့သိသွားပြီနော်ရွှေငါးကြီးကဘာလို့ရောင်တောက်တာလဲဖျားဖျားရှိခိုးတို့တရားထိုင်တို့ဘုံတော်တွေပွားတို့ပရိစိတ်တို့နော်အဲ့ဒါကြောင့်နော်အရောင်တွေတောက်သွားတယ်နောက်တော့ဘာသာကမနှံအောင်ဆိုရင်တောက်သမီးတို့ကဘယ်လိုလုပ်ရမလဲချီချိုသာပြောမယ်နေမတိတ်တိမ်မွေးရှိရမယ်ဒါဆိုရင်ဘာဖြစ်သွားမလဲဘာသာကနေတော့မနှံတော့ဘူးနော်တောက်သမီးတို့ကဒီမျိုးနေထိုင်ကြည့်ညံမယ်ဆိုရင်တကယ်တော်တဲ့တာရီဖြစ်သွားမယ်ဒါကြောင့်ဆရာအဆုလေးပေးခြင်းနဲ့တောက်သမီးတို့အားလုံးမျက်လုံးလေးမှိတ်ပြီးပါမျက်လုံးလေးမှိတ်ပြီးပါဟုတ်ပြီလိမ်မာလိုက်တာတောက်သမီးတို့ဟာဆရာစာတင်တဲ့ခါကျရင်တေချာရင်းရင်းစစိန်လေးနဲ့ကောင်းကောင်းမွန်သင်ပေးတယ်နောက်ပြီးတော့ဒီမှာတောက်သမီးပြောသလိုဖရားလေးလည်းရှိခိုးမယ်တရားကုံတော်တွေဖရားကုံတော်တွေလည်းပွားများပြီးတော့ရွတ်ဖတ်မယ်နောက်ပြီးတော့မှန်ကန်ကန်နဲ့လိမ်ညာပြီးမပြောဘူးဆဲဆိုတာတွေမဟုတ်ပဲနဲ့ယဉ်ကျေးပြောဆိုမယ်တားသမီးတွေအားလုံးနော်ဆရာရှင်မတွေဖိုးဖွားတွေမိဘတွေရောနော်နောက်ပြီးတော့တငယ်ချင်းရာချစ်ခင်တဲ့တားသမီးတွေဖြစ်မယ်နောက်ပြီးတော့အဓိကကတော့ဘုရားရှင်နဲ့ချစ်ခင်တဲ့တားသမီးတွေဖြစ်မယ်ဒါကြောင့်မလို့နော်တားသမီးတို့မှန်မှန်ကန်ကန်နဲ့ယဉ်ကျေးပြောတဲ့တားသမီးတွေဖြစ်ပါစေလို့ဆရာဆုတောင်းပေးပါတယ်